ဖေဥပုပ်ဒီနေ့မစောင့်ပါဘူးကွာအဖေကနားလေးကြည်လေးပြောပါအဖေကျွန်တော်မိမခေါ်လာတယ်ဟာဒီရွေးကြမှာမိမမလို့ခြင်းပါဘူးဟာတက်မွန်နေနဲ့ငါနဲ့လေရွေးချင်းမမျှပါဘူးကွာဒုက္ခနာတလွဲရနေတာကြည်ပြောအဖေအတွက်မော်ဒယ်ခဲလေးတယောက်ကျွန်တော်ခေါ်လာတယ်ဘယ်နားမှာတော့ငါကူပေါ့ကျွန်တော်တို့စိတ်မိုးဒီမှာကတော့ကျွန်တော်ရောခလေးတွေ့ရတယ်မိုးထီဆိုပြီးတော့စိတ်ယုံမိုးထီဆိုဒါလေးကလည်းဇာတ်တဲ့မှာပြောသမတ်ကလေးတစ်ခုရှိတယ်ကျွန်တော်ကရွှေမကျော်မှာအဲ့ဒီလိုဟိုဟာလေးကိုကပေးဒီဟာလေးကပေးနဲ့ကပေးတော့ရတယ်ဆိုတော့တခါ तू ကဘာပြောလဲဆိုအချိန်ကနှစ်ပါးတော့ထွက်သွားတယ်မထွက်နိုင်လားပြက်လုံးတွေကျွန်တော်ပြက်လုံးတွေမှတ်မိတယ်လို့ဘောက်ရွှေငါတို့ပြက်လုံးတွေမှတ်မိတော့ကိုအကုန်လုံးမှတ်မိတယ်လို့ရတယ်ကထွက်တယ်ဆိုပြီးတော့ခေါင်းပေါင်းမပေါင်းတဲ့ तू ပေါင်းပေးတယ်တောင်ရှိတွေပါ तू ဝတ်ပေးပြီးတော့ဟိုလေးပြေထိုးနေပြီအဲ့ဒီအချိန်မှာကျွန်တော်ကလည်းကန်တက်ကြမှာစီလေးပြေဆိုရင်ကားဆွဲတယ်တော့ဒီကကြောတာပေါ့ထဲကြောနေမသိရတယ်ငါနာမည်တန်းတုံးဆိုတော့လူရှင်တော်နာမည်လည်းမဟုတ်ဘူးကျွန်တော်ပြီးတော့ဘာလို့လဲရှင်ဘာကျွန်တော်လူရှင်တော်နာမည်လေးပြီးပါဦးပါအဲ့လိုပြောတယ်မင်းဘာနေသားလဲတောက်ကြသားပါဟိုကလေးပြေဆုံးတော့မယ်ဒုက္ခငါနာမည်လည်းမရသေးသူစိတ်တော့မိုးဒီကွာမိုးဒီမိုးနဲ့မိုးဒီဒါတွေးဒီမိုးဒီအဲ့လိုမိုးဒီဆိုတော့ကျွန်တော်ဟုတ်ကဲ့ပါလို့ဆိုပြီးခေါင်းငိမ့်ပြီးဒီလိုလဲဆိုကားဆွဲတင်တယ်။ဆိုင်တဲ့လူတွေလည်းကိုယ်ဘယ်သူမှမသိဘူး။ဟမ်။အဲဒီမိုးဒီကတော့မိုးဒီကိုသိတယ်နာမည်ပေးတဲ့လူပဲသိတယ်လေ။အဲ့တော့ခုနကလည်းဆိုပြီးတော့အဘအစပြီးနှုတ်ဆက်တယ်မမိုးဒီဗျာဆရာဦးသက်ရှင်ခင်ဗျာဆိုမှအော်မိုးဒီမှတပည့်လူလည်းသိသွားမိုးဒီအဲ့မှာတော့သူများလည်းမိုးဒီသိတာနာမည်ပေးပွဲပေါ့ကမ္ဘောတာအဲ့ဒီမှာအဲ့ဒီကနေမိုးဒီလို့ဆိုပြီးတော့ဖြစ်ပြီးတော့ကျွန်တော်အဲ့မိုးဒီနဲ့အဲ့တနေ့ကလိုက်တယ်ရွှေမန်းကျော်အောင်မှာအစကားကတာလေအဲ့ဒါကပြီးတော့ပြက်လုံးကြလို့လေကိုကဟိုမှာလူကြီးတွေနာမည်ကျော်နိုင်ငံကျော်သူရှင်တော်ကြီးကိုကြည့်ထားတာဆိုကျွန်တော်ကောင်းပြက်လုံးလေးတွေကိုတညာလုံးတစ်လုံးပြက်ရပြက်တစ်လုံးမပြက်နှလုံးရနှလုံးပြက်ဒါပေမဲ့ကျွန်တော်ပြက်တဲ့ပြက်လုံးကရီးရမယ်ဟောဘောရကျွန်တော်တို့လူရှင်တော်မှာကကိုပြက်လုံးကိုပြက်လုံးလုပ်ပြီးပြက်လုံးပြက်လိုက်တာကိုပြက်တဲ့မရီလာတော့ရင်ထဲအောင့်သွားတာမရှိတော့ဘူးအဲ့ဒါကျွန်တော်တို့အမေကျွန်တော်ရဲ့ခံစားချက်ကအဲ့တော့ဒါကလည်းတီးအဲ့ဒီတီးသေးလို့မဟုတ်မတီးပဲနဲ့ကိုပဲငါညရကြမှာဆိုလို့တလုံးမပြည့်ရင်လည်းမပြည့်ဘူးပြည့်ရင်တလုံးပြည့်လိုက်တယ်အဲ့တလုံးဝေါ်လို့ကြရီသွားပြီဘောကြနှလုံးပြည့်လဲနှလုံးအဲ့လိုရီအဖတ်တင်ပေါ့လေအဲ့တော့မှသူတို့အတိတ်မပြုတ်နေတဲ့အချိန်မှာပဲဒီဘက်စိတ်မာရင်မူနှိမ့်ကျွတ်တော့ကျွန်တော်မရကြီးကိုနှစ်ယောက်ဒီဘက်ပြောင်းတော့ဦးစိန်ယူကကိုဆရာပေါ့သူလည်းဆရာပဲလူရှင်တော်ကောင်းမယ်ဦးဆရာပဲနောက်ကိုပေါ့စားလဲမြင်ဆရာတင်ဆရာရဲ့ပါတယ်ဒါကြီးဦးစိန်ယူကတော့ပြလဲဦးဆရာဆရာရင်းလို့ तू ကတိန်နေနေတော့ तू ကနည်းနည်းတော့တင်နေကြားတယ်ပြောတယ်ဆိုလည်းရှိတယ်ဟိုဆရာကြီးတွေကတော့မျက်စိရည်နားရည်ဝအောင်ကြည့်ခဲ့ရလို့ဒါပြင်းဆရာတင်ဆရာတွေပေါ့ဗျာဘောက်တဲ့ရှင်ကမိုးဒီလို့ပေးပြီးတော့အဲ့မိုးဒီဘဝနဲ့စိတ်မာရင်ကိုပြောင်းသွားတော့ဟိုတုန်းကဒီဇက်ကင်လက်ကမ်းကြော်ညာလေးတွေပေးတာဟုတ်ရဲ့နော်လက်ကမ်းကြော်ညာရဲ့ဟောပူစာရဲ့နော်အဲ့လိုဆိုလက်ကမ်းကြော်ညာထဲမှာကျွန်တော်နဲ့တွဲတဲ့ကောင်ဖိုးတန်မိုးထီလို့ရေးထားတော့ငါဆရာပေးတာဓာတ်တွေနဲ့မိုးထီပါဘာတိတောင်ထီတယ်မသိဘူးအဲ့ကျွန်တော်ဒါပေမဲ့ကိုလည်းမမေးရဘူးလေဘလူးမှလည်းမမေးတော့မန်နေဂျာတို့ဘာလို့ဆိုရဲကိုကဒါဇက်ထဲမှာဟာလာသူကအရာရောက်တဲ့လူတွေကိုမမေးရဘူးကထီနဲ့ထီဒီနဲ့ထီကားရပြီးဆိုပြီးရင်အဲ့မိုးထီအဲ့တော့မမသားအဲ့ပွဲကြီးတဲ့မင်းကလေးတွေကလည်းကိုမိုးထီနေခေါ်တာဒီနာမည်ကတော့သူကကတိကောင်းနိုင်တာနော်အဲ့ဒါနဲ့စိတ်မာထဲမှာတုံးနေလို့မိုးထီနေပဲတုံးနေနေပြီးတော့မှအဲ့ခင်မချိုးအငိတ်ပြောင်းတဲ့ခါကျတော့ဇက်မှာကတော့လူရှင်တော်ပုံတော်မပါဘူးလေမင်းသားပုံတဲ့မင်းသားနာမည်နဲ့ဒါဇက်တဲ့နာမည်နဲ့လူဟိုဘုစားကြီးတွေလောက်တော့အဲ့ဒီကျွန်တော်အငိတ်ကြတော့လူရှင်တော်တွေပါတခါလေပြဿနာမင်းသားလိုပုံတို့မင်းသားလိုပုံတို့ထည့်ရိုက်ကြတာပေါ့ဗျာအဲ့လိုရိုက်တော့ပြီးတော့နာမည်စလုံးကလည်းလူရှင်နာမည်ထည့်တော့
အဲ့ဘောပုံဆိုင်ရိုက်မလို့တော့စိတ်အဲ့ကျွန်တော်တို့ခင်မချို့အဖေကဟိုမင်းနာမည်မူးထီလားမူးထီလားကျွန်တော်ဆရာပေးတာတော့ဒါတွေးလုံးတင်ဓိပြလို့အဲ့ဒါဘယ်လိုဘလူလက်ဆော့ပြီးထိသွားထိဖြစ်သွားတယ်မသိဘူးအဲ့လိုဆိုမင်းကထိကိုကြိုက်တယ်ဓိကိုကြိုက်ကျွန်တော်ဓိပဲကြိုက်တော့ကျွန်တော်ဆရာပေးတဲ့နာမည်ပေါ့ဗျာအေးငါကနည်းနည်းပြင်းနေတယ်ကွာတဲ့ဓိဆိုတော့အတန်ပြက်တယ်ဆန်ခက်ကလေးထည့်မယ်သူအဲ့ဆရာဆိုတော့ဆရာလုပ်တယ်ပေါ့ဗျာဆန်ခက်ကလေးထည့်မူဒီကွာလုပ်ဗျာဒီပေါ့ဘာဒါလည်းကိုစိတ်တယ်ဟုတ်ဒီပါကြီးတိတ်မထင်ပါဘူးဒါပေမဲ့စိတ်ထဲမှာတော့ကျင်းတက်လာတယ်မဟုတ်ဒါမှကြီးလည်းခေါ်ခဲ့တယ်လို့သူ့နာမည်ကြီးကလည်းမိုးဒီဖြစ်တော့သိလို့ဒါမှမကြီးခင်အဲ့ဒါကြီးကကျွန်တော်ခေါ်မခက်တဲ့နာမည်ကြီးလို့ပေါ့အဲ့စိတ်ထဲမှာကတိကောက်ကြီးနေတာမိုးဒီဖြစ်ကောက်60လေးဟေရသွေးထထရုပ်ကြီးလို့ညိုရေမလှဘူးလားလို့နော်လှတာပေါ့ကောက်60လေးဟသွေးထထရုပ်ကြီးရှင်းဒီဘတ်ထုံမမီဒီညိုဝဲရှင်းကိုတိတ်ကမလိုက်နဲ့ဟာဘာဖြစ်လို့လဲခါမှာခုလူနဲ့ဩအဲ့ဒါကပတ်ကောင်းမှာကပတ်ကောင်းလားဟုတ်ကဲ့ကြီးပဲနော်ရှေ့ခက်ကကပတ်ကောင်းဦးမိုးရဲ့ရှေ့ခက်ကကပတ်ကောင်းဟုတ်ကဲ့ဦးမိုးတောင်းကပတ်လားတောင်းကပတ်ပေါ့အေးဒါကြောင့်နှုတ်သီးလို့ပါလို့နဲ့ကောက်60လေးဟေးရတွေးထထရုပ်ကြီးရှင်းဒီပါထုံမမီဒီညိုဝဲရှင်းဖို့တိတ်ကမလိုက်နဲ့ဘာဖြစ်လို့လဲဟာခုလူနဲ့ဩဘိုးရတယ်တောင်းကပတ်လို့ပြောပြီးပဲအကြီးပဲနော်ကြီးတာပေါ့ရှင်းဒီပါထုံမမီဒီဟုတ်တယ်ထွတ်ထားဟာဂိမာနာထောက်ဆမျောသည်ဂိမာနာထောက်ဆမျောသည်နောက်ကဟာနော်လူပြည့်ကြီးပါကွယ်လေအနတ်တချင်းကကွာနေတာဟုတ်ဟာအောင်မလေးကမွေးနေတယ်မင်းကစိတ်သွန်းနံထွက်